ဦးလေးတယောက်မေးထားတဲ့မိခွန်းကိုကျမဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့ဖြည့်ပေးပါမယ်။သူကအသက်59နှစ်ပါတဲ့။ကိုတချမ်းလေးဖြတ်တယ်ပေါ့နော်။ဆိုတော့သူက SSI နဲ့ SSDI ရပါတယ်လို့သူပြောပါတယ်။အဲ့ဒါပြပခီးသွားရင်အိန္ဒိယကိုသူသွားရင်ထိခိုက်မှုရှိမလားတဲ့။ဆိုတော့ဒီပထမအဆုံးကျွန်မပြောချင်တာက SSDI ဆိုတာတော့ကျမတို့ရဲ့အလုံးလုံးလို့ရလာတဲ့ work credit 40 credit ပြည့်လို့ရလာတဲ့ခံစားခွင့်ဖြစ်ပါတယ်ကိုကဒီမကြမ်းမဖြစ်တဲ့ခါမှာရလာတဲ့ဟာဖြစ်ပါတယ်ဒါကြောင့်ရတာဖြစ်တဲ့အတွက်ကြောင့်ပြပခီးသွားတဲ့ချိန်မှာထိခိုက်မှုမရှိဘူးလို့ကျွန်မထင်တယ်เนาะဒါပေမဲ့ထိခိုက်မှုမရှိဘူးလို့မပြောရဲပါဘူးတိကျရေးမပြောချင်ဘူးဘာကြောင့်လဲဆိုတော့SSA ရုံးကိုဆက်သွယ်စေချင်ပါတယ်ဒါပေမဲ့ဒါတော့ထိခိုက်မှုမရှိဘူးရနိုင်ဆက်လက်ပြီးတော့ရမယ်လို့ကျွန်မတော့ထင်တယ်ပေါ့နော်လက်တွေ့ကြုံဖို့ရလို့ရှိရင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment ပေးပြီးတော့ရှင်းပြပေးပါပေါ့နော်ပြီးတော့ SSI ကကြတော့သူကဒါမဲ့စော SSDI မှာလည်းရက်ဘယ်နှလနေမှာလဲအဲ့ဒါတွေကစ Social Security ရုံးကိုအတိပေးတော့ပိုကောင်းတာပေါ့နော် SSI ကကြတော့ရပောင်း30အထက်ခီးသွားမယ်ဆိုရင်သူကဖြတ်မှာပါသူကမရဘူးပေါ့နော်သူကကြတော့ဝင်ငွေနဲ့ဝင်ကျမရဲ့အချိန်လေးကြောင်းရယ်ဒီဝင်ငွေကြောင်းရယ်အဲ့လိုမျိုးပေးတာဖြစ်တယ်လေဆိုတော့သူကကြတော့ပြပခီမှာ3ရပောင်း30အထက်နေရင်သူကတော့ဖြတ်မှာပါအဲ့တော့အတိတ်ကနေပြန်ရှောက်ရမှာလားဒါမှမဟုတ်ဒါလည်းပဲ Social Security ရုံးကလူတွေမေးရင်ပို့ပြီးတော့တိကျကျအဖြေရမှာပါဒါတခုနောက် retirement ရှောက်ချင်ပါတယ်တဲ့ရနိုင်မလားဆိုတော့ retirement ကကျမတို့ early retirement ကိုအသက်60နှစ်ကနေစတာဖြစ်ပါတယ်ဆိုတော့အခုဦးလေးက59ဆိုတော့အခုချိန်မှာတော့မလျှောက်သိနေအောင်ပေါ့နော်60နှစ်မှာearly retirement ဖြစ်တယ်69မှာဒီကြားမှာတက်ပြည့်ပြင်ဆင်ဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ပုံစံကဘယ်လိုလဲဆိုရင်ဒီရနေတဲ့ SSDI ကိုအသက်ပြည့်တဲ့ခါကျရင်လည်းအသက်sorry အသက်66ပြည့်တဲ့ခါကျရင်လည်းသူတို့က auto ပြောင်းလဲပေးသွားတာ auto ဖြစ်သွားတာเนาะဆိုတော့ဒါက Social Security ရဲ့ retirement ကိုကျွန်မပြောတာကျန်တဲ့ company တို့ရဲ့ retirement ကိုပြောတာမဟုတ်ဒါ Social Security ရဲ့ retirement ဆိုတော့အဲ့လိုသွားတာဖြစ်တဲ့အတွက်ကြောင့်auto ပြောင်းလဲသွားပါလိမ့်မယ်ငွေပမာဏလည်းအများကြီးกว่าမှာမဟုတ်ဘူးအတူတူပဲဖြစ်လောက်တယ်ပေါ့နော်ဆိုတော့ကျမကိုယ်တိုင်မကြုံဖူးသေးတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုဒါကျမဘဟုတုတအနေနဲ့တည်တလောက်ပဲမျှဝေပေးတာဖြစ်ပါတယ်ကျွန်မပြောမှားတာရှိလို့ရှိရင်လည်းပဲအောက်ကနေ comment ပေးနိုင်ပါတယ်ပြင်ပေးနိုင်ပါတယ်ပေါ့နော်ဆိုတော့ဦးလေးကျွန်မပြောချင်တာကတော့ Social Security Administration ရုံးကိုဖုန်းခေါ်ပြီးတော့ဘာသာစကားပြောတတ်သူနဲ့တိတိကျကျပြောပါမေးပါလို့ပြောချင်ပါတယ်ကျမကြီးလည်းပြန်ကောင်းလာပါစေလို့ကျွန်မဆုတောင်းပေးပါတယ် bye bye